အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဝင်ရမြမရိုးရအဆအစာလေးတွေကတစ်ခုဖြစ်တဲ့အချိန်နေရမရွေးလူတိုင်းနဲ့ကြိုက်ကြတဲ့ရန်ကုန်မို့ရင်ကကောက်လေးကိုအိမ်မှာချက်စားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ပေါ့နော်ဝင်ရရန်ကုန်မို့ရင်ကချက်ဖို့အတွက်ဆိုလို့ရှိရင်မပါမဖြစ်တဲ့ငပြောဥလေးတွေကိုအခုလိုမျိုးဝင်ရလိဖြတ်ထားပေးလိုက်ပါတယ်ငပြောဥလေးတွေကိုပေါ့နော်ဝင်းတို့လိဖြတ်ထားပေးသွားပြီဆိုလို့ရှိရင်တော့ဝင်ရစက်သွန်အနီလေး၃လုံးလောက်ကိုလည်းပေါ့နော်အခုလိုမျိုးခပ်ပပလေးတွေဝင်ရလိဖြတ်ထားပေးလိုက်ပါတယ်စက်သွန်အနီလေးလိဖြတ်ပြီးသွားပြီဆိုလို့ရှိရင်တော့အဖြူလေးတွေကိုဝင်ရတေးနှုတ်ကလေးတွေလိဖြတ်ထားပေးလိုက်တယ်ပြီးရင်တော့ခုနဝင်းတို့လိဖြတ်ထားတဲ့ငပြောဥလေးတွေကိုပေါ့နော်ရေလေးစိမ်ပြီးတော့စနွေးလေးနဲ့ငယ်ထဲပါတယ်စားလေးနဲ့ငယ်ထဲပြီးတော့ငပြောဥလေးတွေမမဲသွားအောင်လို့ရေလေးစိမ်ထားပေးလိုက်ပါတယ်ရှင်အခုနေတိုင်းလေးလုပ်ထားမယ်ဆိုလို့ရှိရင်ပေါ့နော်ချက်ခံလေးဆိုလို့ရှိရင်ငပြောဥလေးကမဲမသွားတော့ဘူးပေါ့နော်ပြီးရင်တော့မွေးငါချက်တဲ့ခါပေါ့နော်မပါမပြည့်ဖြစ်တဲ့စပယ်လေးနှစ်ချောင်းလဲဝင်ရခုလိုမျိုးတသိန်းနှုတ်ကလေးတွေလိဖြတ်ထားပေးလိုက်ပါတယ်စပယ်လေးကကြတော့ကိုကမများကြိုက်တယ်ဆိုလို့ရှိရင်နောက်ထပ်ပို့ထည့်လို့ရတယ်ပေါ့နော်ဝင်ရကြတော့စပယ်လေးကိုတိတ်မကြိုက်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ခဏနဲ့လေးပဲထည့်ထားပေးလိုက်ပါတယ်ပြီးရင်တော့စပယ်လေးနဲ့အရွက်ကလေးတွေကိုငါးပြုတ်ဖို့အတွက်အခုလိုမျိုးစီးထားပေးလိုက်ပါတယ်ရှင်ကိုကအနက်မှုမွေးလေးကြိုက်တယ်ဆိုလို့ရှိရင်တော့စပယ်လေးကိုထည့်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်ငါးလေးတွေတော့ဝင်ရငချင်းအဖြူလေးပဲတုံးထားပေးပါရဲ့ရှင်ပဲဆန်လေးတွေကိုတော့ဝင်ရပြုတ်ရမြန်အောင်လို့ပေါ့နော်တညကြိုပြီးတော့ရေစိမ်ထားပေးလိုက်ပါတယ်ဆန်လုံးမုတ်လေးကိုတော့ဝင်ရတစ်ထုပ်သုံးထားပေးလိုက်တယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့စက်သွန်အနေလေးတွေကိုတော့မိုးရင်းကားလေးထည့်ချက်ဖို့တော့ဝင်ရအခွန်လေးတွေနှွားထားပေးလိုက်ပါတယ်မြေပဲဆန်လေးအနေငယ်ကိုလည်းပေါ့နော်ဝင်တို့ကျဉ်ကျက်သွားတဲ့အထိကိုဝင်ရထောင်းထားပေးလိုက်ပါတယ်မြေပဲဆန်ကမထည့်ဘူးဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်အရသာလေးစိတ်ချင်တယ်ဆိုလို့ရှိရင်တော့ထည့်ပါရှင်ဝင်ရတော့ခက်ဆက်စိတ်လေးစားချင်တာမလို့ပေါ့နော်မြေပဲဆန်လေးထည့်ပါတယ်ဗန်လေးအနေငယ်ရဲ့ဂျင်းလေးအနေငယ်ရဲ့ကိုကျဉ်ကျက်သွားတဲ့အထိကိုဝင်ရထောင်းထားပေးလိုက်တယ်ဘဲဥလေးတွေကိုလည်းပြုတ်ပြီးတော့ပေါ့နော်အိုးရကနေဝင်တို့ဆဲထုတ်ထားပေးလိုက်ပါတယ်ရှင်ဘဲဥပြုတ်ထားလေးလည်းရပြီဆိုလို့ရှိရင်တော့ငါးလေးတွေဝင်ရဆက်ပြီးတော့ပြုတ်မယ်ပေါ့နော်ငါးကိုတော့ဝင်ရဒီနေရာမှာပေါ့နော်ငချင်းအဖြူကို80သားတုံးထားပေးပါတယ်ပြီးရင်စပယ်လင်းလေးထည့်ပြီးတော့ငံပြားလေးတစ်စုံထည့်ပြီးစနွေးမောင်လေးထည့်ပြီးတော့ပေါ့နော်ငါးလေးတွေကိုဝင်တော့အသားလေးတွေနူးလာတဲ့အထိကိုပြုတ်ထားပေးလိုက်ပါရဲ့ရှင်ဒီနေရာလေးမှာဝင်ရငါးမြများလေးနဲ့စားချင်တာမလို့ပေါ့နော်ငါးကို80သားတုံးထားပေးရပါကိုကငါးလေးတွေကိုလျှော့ပြီးတော့တုံးချင်လဲရတယ်ပေါ့နော်ပြုတ်ထားတဲ့ငါးလေးတွေနူးလာပြီဆိုလို့ရှိရင်တော့ဝင်တော့ငါးလေးတွေကိုဆက်ထုတ်ထားပေးလိုက်တဲ့အရေးလေးတွေကိုလည်းတုံးမဖြစ်ပဲတဲ့ပေါ့နော်ပြန်ပြီးသုံးမှာမလို့ဝင်ရခုလိုမျိုးခတ်ထားပေးလိုက်ပါရဲ့ရှင်ငါးလေးတွေပြုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနဝင်တို့ပြင်ဆင်ထားတဲ့ပဲဆန်လေးတွေကိုနူးလာတဲ့အထိပြုတ်ထားပေးလိုက်ပါတယ်ပဲဆန်လေးတွေပြုတ်ထားတော့မှငါးလေးတွေကိုအေးခံပြီးတော့ဝင်ရငါးကိုပေါ့နော်အယိုးတက်တက်အသားတက်တက်ကိုဝင်တို့နှွှင်ထားပေးလိုက်ပါရဲ့ရှင်စပယ်လင်နဲ့ပေါ့နော်ဒီလိုမျိုးငံမြိုင်လေးထည့်ပြီးတော့ပြုတ်တဲ့အခါမှာငါးကမညှိတော့ပဲနဲ့ပေါ့နော်ငါးရဲ့အချိုဓာတ်လေးကလည်းပို့ပြီးရပါတယ်ငါးလေးတွေနှွှင်ပြီးသွားပြီဆိုလို့ရှိရင်တော့ပဲဆန်လေးတွေကနူးလာပြီဆိုလို့ရှိရင်ပဲဆန်လေးတွေကိုလည်းဝင်တော့ကျဉ်ညက်သွားတဲ့အထိထောင်းထားပေးပါတယ်ဒီနေရာလေးမှာပဲဆန်အောင်တော့ဝင်ရနိုးစီဘူးပဲတုံးထားရပေါ့နော်အိုးရဲကိုတော့ဝင်တော့စီလေးနဲ့ငယ်ထည့်လိုက်တယ်စီလေးဆူလာပြီဆိုလို့ရှိရင်တော့ခုနဝင်တော့လှိဖြတ်ထားတဲ့စက်သွန်အနေလေးတွေကိုအရင်ဆုံးဝင်ရကြော်ထားပေးလိုက်တယ်စက်သွန်အနေလေးနုံလာပြီဆိုတော့မှစက်သွန်အဖြူလေးကိုကြော်ပြီးတော့အနက်လေးမွေးလာပြီဆိုတော့မှခုနဝင်တော့ချင်းနဲ့စပယ်လင်ထောင်းသားလေးထည့်ပြီးတော့စီတက်ထားပေးလိုက်ပါတယ်။မွေးငါမှာအယောင်လေးလာဖို့အတွက်ဆိုလို့ရှိရင်တော့ဝင်ရငှက်ရုပ်တိရောင်တင်မုတ်ကိုသစွန်းထည့်ပါတယ်ရှင်။ပြီးရင်တော့အနက်လေးမွေးလာပြီးတော့ငှက်ရုပ်တိရောင်တင်မုတ်လေးတွေကလည်းရဲရဲလေးဖြစ်လာပြီဆိုတော့မှအခုနာဝင်းတို့အယိုးမြင်ထားတဲ့ငါးလေးတွေကိုထည့်ပြီးတော့စီတက်လိုက်ပါတယ်ရှင်။ဝင်းတို့ရန်ကုန်မွေးငါချက်တဲ့အခါမှာပေါ့နော်ဟင်းရင်ကောင်းဖို့အတွက်ဟင်းရင်အတက်ကကြတော့လေအခုလိုမျိုးငါးစီတက်တဲ့အခါအရေးကြီးပါရဲ့ရှင်ငါးပြုတ်ပြီးစီသက်တဲ့အခါမှာပေါ့နော်ဝင်းတို့ကငါးလေးတွေကိုဒီတိုင်းပြုတ်ပြီးတော့စစ်သက်ရုံနဲ့မဟုတ်ဘဲနဲ့ငါးရဲ့အသားလေးတွေကကြစ်ကြစ်ကလေးဖြစ်ပြီးတော့ခက်ချောက်ချောက်လေးဖြစ်သွားတဲ့အထိဝင်းတို့နာလေးစစ်သက်ပေးရပါတယ်ဒါလေးကကြတော့ရန်ကုန်မုတ်ရင်ကရဲ့လှိဝက်ချက်လေးပေါ့နော်ဝင်းတို့ငါးစီတက်ထားလေးရပြီဆိုလို့ရှိရင်တော့ခုနပြုတ်ထားတဲ့ပဲရည်လေးထည့်တယ်ပဲဆန်လေးထောင်းတာလေးထည့်လိုက်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနဝင်းတို့ငါးပြုတ်ရည်လေးပါခုလိုမျိုးဝင်းတို့ထည့်ထားပေးလိုက်တယ်ပေါ့နော်ငါးပြုတ်ရည်လေးတွေထည့်ထားပြီးသွားပြီဆိုလို့ရှိရင်တော့ဝင်းတို့ကပဲဆန်လေးတွေနဲ့ငါးလေးတွေကိုတမအောင်လို့ဝင်းတို့ခုလိုမျိုးမှွေထားပေးလိုက်ပါရဲ့ရှင်ဝင်အခုချက်ပြထားတဲ့စူးစားလေးတိုင်းဆိုလို့ရှိရင်ဝင်ရဒန်နီ2အိုးစာချက်တာပေါ့နော်မုတ်ခက်နဲ့ပြောမယ်ဆိုလို့ရှိရင်မုတ်ခက်တစ်ပိတ်တာခွဲနှစ်ပိတ်တာနီးပါးလောက်စားလို့ရပါတယ်ရှင်ဝင်ရကြတော့လေဟင်းကိုခက်ပြပြကလေးလဲကြိုက်တာဆိုတော့ဝင်ရဟင်းကိုခက်ပြပြလေးချက်ထားပေးရပေါ့နော်ဆန်လော်မှုတ်လီကိုတော့ဝင်ရတစ်ထုပ်သုံးထားပေးရဆန်လော်မှုတ်ကကြတော့ကိုယ့်အကိုအိမ်မှာဆန်အောင်လော်ပြီးသုံးမယ်ဆိုလည်းရတယ်ပေါ့နော်ဝင်ရကြတော့အလုံးရှုပ်တတ်တာအောင်ပေါ့နော်မွေးဆန်မှုတ်ကိုပဲဝင်ရသုံးထားပေးလိုက်တယ်ဆန်လော်မှုတ်လေးတွေကိုရေလေးဖြော်ပြီးတော့ဝင်တို့ခုလိုမျိုးထည့်ပေးရပါတယ်
ရန်ကုန်မုံရင်းကကြတော့လေတခြားမြို့မုံရင်းကားတွေနဲ့မတူဘူးပေါ့နော်ရန်ကုန်မုံရင်းကားဆိုလို့ရှိရင်အရင်ခက်ပြပြင်းငားများပဲဆန်လေးပါမှာသူကပို့ပြီးတော့စားကောင်းတာပေါ့နော်ငှက်ကောင်းမုတ်တွေပါတယ်လဲလုံးဝထည့်စရာမလိုပေါ့နော်တချို့ကျတော့လည်းငပိတို့ထက်ညက်တို့အဲ့လိုမျိုးထည့်ချက်တယ်ပေါ့နော်တကယ်လည်းရန်ကုန်မုံရင်းကကြတော့ငပိလည်းထည့်စရာမလိုထက်ညက်လည်းထည့်စရာမလိုပေါ့နော်ဝင်ရကြတော့အိုးလေးချက်နေတာမို့လို့အောက်ကအိုးမကတ်သွားအောင်လို့အခုလိုမျိုးရေလေးထပ်ပြီးတော့ရောပေးလိုက်တယ်ပေါ့နော်နည်းနည်းလေးဖြစ်လာပြီးအနက်လေးလည်းမှုေးလာပြီးဆိုတော့မောင်ဝင်ရမြေပဲဆန်လေးထောင်းတာလေးထည့်လိုက်တယ်ဒီနေရာလေးမှာပေါ့နော်ကိုကမြေပဲဆန်မထည့်ချင်ဘူးဆိုလဲရပါတယ်ရှင်ဝင်ရကြတော့အနက်လေးမှုေးပြီးတော့ရတာစစ်စိတ်လေးပို့ပြီးတော့ဖြစ်အောင်လို့မြေပဲဆန်လေးထည့်လိုက်တာပါပါဝင်ပစ္စည်းလေးတွေအားလုံးထည့်ထားပြီးပြီဆိုတော့မဝင်ရဒန်နီအိုးတဝက်တီတီကိုပေါ့နော်ထမင်းပါအိုးနှစ်ပူအိုနဲ့ဝင်ရခွက်ထည့်ထားပေးလိုက်တယ်ပြီးတော့ဝင်တို့ရင်နွေးသုံးမှုတ်ရေလေးအနှဲငယ်ထည့်ပြီးတော့ပေါ့နော်ဟင်းရည်လေးကိုရောလိုက်ပါတယ်ဒီနေရာလေးမှာဟင်းရည်ကိုစတည်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ငပြောဥလေးနဲ့ဘဲဥလေးတွေကိုဝင်တို့တစ်ခါတည်းထည့်ပြီးတော့ပြုတ်ပါတယ်ရှင်အရသာအတွက်ကိုတော့ဝင်ရဒန်နီတိုးဆိုလို့ရှိရင်ငံပြားနှစ်စွန်းပေါ့နော်စားကိုတော့ထမင်းစားစွန်းတစ်စွန်းအရသာမှုလေးရကြတော့ထမင်းစားစွန်းတစ်ဝက်ပေါ့နော်ထည့်ပြီးတော့ဝင်တို့ပွဲဆိုအောင်ဒီဝင်တို့ခုလိုမျိုးတည်ထားပေးလိုက်ပါတယ်ရတာအပေါက်ငံလေးရကြတော့လေကိုသုံးတဲ့ငံများရင်နဲ့စားလေးပေါ်မူတည်ပြီးတော့ထဲပေါ့နော်ဝင်ရကြတော့ဒါဒီဒန်နီအိုးတိုးဆိုလို့ရှိရင်ဟင်းရင်ချက်တယ်ဆိုလို့ရှိရင်ဝတ်သုံးနေကြငံများရင်လေးကနှစ်စွန်းဆိုလို့ရှိရင်အရသာလေးကွက်တီးပဲပေါ့နော်ဒီနေသားလေးဆိုလို့ရှိရင်ဝင်ရဟင်းဦးလေးကပထမတရေကြလာပြီပထမတရေကြလာပြီဆိုတော့မှဝင်ရစက်တူဦးလေးတွေမပြော့သွားဖို့အတွက်ကိုနောက်ထပ်တရေထပ်ပြီးတော့တည်ထားပေးလိုက်ပါတယ်ကဲဒီနေသားဆိုလို့ရှိရင်ဝင်ရဒါဒုတိယတရေကြလာတဲ့အနေထားလေးပေါ့နော်ဟင်းရဒုတိယတရေကြလာပြီးရခါဆိုလို့ရှိရင်တော့စက်တုံဦးလေးဒါလွန်ပြီးတော့ဘဲဦးလေးဒါမမာလေးနဲ့အနက်ရတာမှုေးလေးနဲ့ပေါ့နော်အရန်ကိုစားကောင်းတဲ့ရန်ကုန်မုံရင်းကဟင်းရင်လေးရပါပြီရှင်ဟင်းလေးရတဲ့ခါမှာဝင်းတို့ကိုစိုင်းနေတတ်တဲ့အစာပလာအကြော်လေးတွေပေါ့နော်နည်းနည်းမေးလေးတွေစစ်ချက်ကလေးတွေထည့်ပြီးတော့တုံးဆောင်လို့ရပါပြီရှင်ရန်ကုန်မုံရင်းကစစ်ကိုကြိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်ဝင်အခုချက်ပြထားတဲ့နေလေးတိုင်းချက်စားကြည့်ပါတော့ဝင်ရအကြံပြုပါရဲ့ရှင်ဝင်ရဗီဒီယိုလေးကိုလည်းအစုံတွေ့ကြည့်ရှုပေးကြတဲ့ဒုတိယချစ်စီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဝင်တို့တွေပြန်လည်ဆုံတွေ့ကြပါအောင်မယ်နော်အားလုံးပဲတတား